အာလူနဲ့ဘာမုတ်တစ်ချက်ပဲရှိတယ်ဒါနဲ့ဘာမုတ်လုပ်လို့ရလဲ ဒီနှစ်ခုနဲ့အရန်အရသာရှိတဲ့မုတ်လေးလုပ်လို့ရတယ် မင်္ဂလာပါဗျာ Daddy Diary မြန်မာကကြိုဆိုပါတယ်ဒီနေ့တော့သမီးလေးအတွက်အိမ်မှာပဲအလွယ်တကူလှုပ်ရှားလို့ရတဲ့မုတ်လေးလုပ်ပြပါမယ်ပါဝင်ပစ္စည်းတွေကတော့ရိုးရှင်းပါတယ်အာလူရဲ့ဘာမုတ်တစ်ချက်ရဲ့ပါပဲအရင်ဆုံးအာလူလေးကိုနူးအောင်ပြုတ်ပြီးခွန်ခွာထားပါမယ်ကျွန်တော်စီမှာအာလူအလုံးသေးပဲရှိတော့အဲ့ဒါလေးနဲ့ပဲလုပ်လိုက်မယ်နော်ပြီးရင်ပါမုတ်ချက်ကိုအတုံးလေးတွေဖြတ်လိုက်ပါမယ်ဒါဆိုရင်လုပ်လို့ရပါပြီအရင်ဆုံးအာလူပြုတ်လေးတွေကိုခြေလိုက်ပါမယ်ပြီးရင်ပေါင်မုတ်အတုံးလေးတွေကိုထည့်ပြီးရောသွားအောင်နေလိုက်ပါမယ်အာလူနဲ့ပေါင်မုတ်လေးတွေအခုလိုရောသွားပြီဆိုရင်စင်းလုံးပေါ်တင်ပြီးအတောက်ရှည်လေးတွေလုပ်လိုက်ပါမယ်ဒါကတော့မခက်ပါဘူးတပိတ်ဆိုင်ကပလာတာဆေးကဂျုံနေတာကိုအမြဲမြင်မှုနေကြဆိုတော့အေးဆေးပါပြီးရင်အနေတော့အတုံးလေးတွေတုံးလိုက်ပါမယ်အတုံးလေးတွေကိုစိတ်ကူးညံရှိရင်ရှိတယ်လို့ပုံဖော်ပေးလို့ရပါတယ်ကျွန်တော်ကတော့အတုံးလေးတွေပေါ်မှာခင်းရင်းလေးနဲ့ဖိပြီးပုံဖော်လိုက်ပါမယ်ပြီးရင် CPU နဲ့ထည့်ကြော်လိုက်ပါမယ်ဟိုဘက်ဒီဘက်လှည့်ပြီးအနီရောင်လေးပြောင်းသွားရင်ရပါပြီကဲအခုဆိုရင်အလုံးမရှုပ်ပဲလောရတာလွယ်ကူပြီးစားလို့ကောင်းတဲ့ပါမုတ်အာလူကြော်လေးရပါပြီသူ့ကိုပကံလေးထဲထည့်ပြီးအပေါ်ကနေမယိုနီးပဲဆန်းဆန်းပြားရည်လေးပဲဆန်းဆန်းအဆင်ပြေသလိုလေးလုပ်ပေးလို့ရပါတယ်သမီးလေးကကက်ရှက်ဆော့လေးကြိုက်တော့ကက်ရှက်လေးနဲ့ပဲကျွေးလိုက်ပါမယ်အပေါ်ပိုင်းလေးကကျွတ်ကျွတ်လေးနဲ့သွင်းသားအီအီလေးနဲ့မို့သမီးလေးကအရန်ကြိုက်ပဲဗျာဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ရဲ့ Daddy Diary မြန်မာ channel လေးကို YouTube TikTok မှာကြည့်လို့ရပါတယ်ဗျာသဘောကျလို့နှစ်သက်တယ်ဆို like and follow လေးလုပ်ပေးပါဦးเนาะနောက်တစ်ပုဒ်မှာပြန်ဆောင်ကြမယ် bye bye